သနာမြတ်ခီအလူကြီးပေးလို့ပြောတမျိုးလုံးတစ်နယ်လုံးချိန်ချိန်တဲ့တဲ့တသိမ့်သိမ့်မဆဲတဲ့အလူတော်အလူတကာညီလေးဦးအောင်တီဟာနေအလူအမာလေးဒေါ်စင်မမြင့်တို့မြတ်တော်ကုသိုလ်တော်တွင်ငါစီကားလာတဲ့အလူတော်အလူတကာကြီးဦးရဲ့ဝင်းအောင်နေအလူအမာကြီးတော်တီတာလိုက်တို့ရဲ့အလူတော်ပါလာရတနာမောင်စောမင်းတန်းတို့အလူတော်တမီအလမအေးယူမအလူကြီးပေးလို့အတူပြောတမျိုးလုံးတစ်နယ်လုံးချိန်ချိန်တဲ့တဲ့တသိမ့်သိမ့်မဆဲတဲ့အလူတော်အယုတ်လက်မြမရွေကျွေးမွေးလို့နော်စိတ်တရားပေါက်သမျှနေပဲရောက်မဲ့မြတ်တော်ကုသိုလ်တော်ပြောစီတဲ့ညမဆဲနှွဲကြတဲ့လူပွဲတော်ကိုနောင်တိုင်းပြူရမင်းအလားကြီးပြိုင်လို့နော်ပြောစီတဲ့ညမဆဲနှွဲကြတဲ့လူပွဲတော်ကိုနောင်တိုင်းပြူရမင်းအလားကြီးပြိုင်လို့နော်အကျွေးမွေးကလည်းရရောလာတဲ့ဒီအလူတော်အလူတကာအလူအမတူရှင်ငါတွေ့ကုသိုလ်ပွဲမို့နှွဲကြပါလို့ပြောဝါရောင်မတ်တကြီးကနတ်ဘုံနန်းကြီးတမြခမ်းနာနေရနော်အလူပွဲတော်ပျော်ရွှင်မဆုံးတို့တနေ့လုံးမိကိုတိတ်ဖဲနော်တွင်ငါစီကားလာတဲ့အလူတော်အလူတကာကြီးဦးရဲ့ဝင်းအောင်နေအလူအမာကြီးတော်တီတာလိုက်တို့ရဲ့အလူတော်ရဟန်းမြတ်သိမ်ဝင်လူတမှုစံပြလို့နေသနော်သာသနာမြတ်ခီအလူကြီးပေးလို့ပြောတမျိုးလုံးတစ်နယ်လုံးချိန်ချိန်တဲ့တဲ့တသိမ့်သိမ့်မဆဲတဲ့အလူတော်အလူတကာညီလေးဦးအောင်တီဟာနေအလူအမာလေးဒေါ်စင်မမြင့်တို့မြတ်တော်ကုသိုလ်တော်ပြောစီတဲ့ညမဆဲနှွဲကြတဲ့လူပွဲတော်ကိုနောင်တိုင်းပြူရမင်းအလားကြီးပြိုင်လို့ပြောစီတဲ့ညမဆဲနှွဲကြတဲ့လူပွဲတော်ကိုနောင်တိုင်းပြူရမင်းအလားကြီးပြိုင်လို့အကျွေးမွေးကလည်းရရောလာတဲ့ဒီအလူတော်အလူတကာအလူအမတူရှင်ငါတွေ့ကုသိုလ်ပွဲမို့နှွဲကြပါလို့ပြောရွှေဝါရောင်မတ်တကြီးကနတ်ဘုံနန်းကြီးတမြခမ်းနာနေရနော်အလူပွဲတော်ပျော်ရွှင်မဆုံး